ကိုတော်လိုက်တာလို့ချီကျူးခံရဖို့အတွက်ဘယ်အရာကိုမှလုံးမယူပါနဲ့လုံးယူထားတဲ့အရာတွေဟာရေရှည်မတည်မြဲသလိုအနှစ်သာရလည်းကင်းမဲ့နေတတ်ပါတယ်သူတစ်ပါးစီကချီကျူးခံရဖို့အတွက်ကိုယ်စိတ်မပါဘဲဟန်ဆောင်လုပ်နေရတာစိတ်ပင်ပန်းပါတယ်လွတ်လပ်မှုလည်းမရှိပါဘူးလူတစ်ယောက်စိတ်ပင်ပန်းရင်ပျော်ရွှင်မှုဆိုတာခံစားရမှာမဟုတ်ပါဘူးစိတ်ညစ်စရာတွေနဲ့သာအချိန်ကုန်ရတတ်ပါတယ်ကိုဘဝကိုအများကြိုက်အောင်စူးစမ်းနေခြင်းကကိုနှိပ်စက်တာနဲ့အတူတူပါပဲဒါကိုအလေးနဲ့နားလည်ဖို့လိုမယ်ကိုဘဝကိုကိုစိတ်တိုင်းကြလွတ်လပ်ရှင်သန်ဖြစ်တမ်းမှာကိုဘဝကသူတစ်ပါးအကြိုက်ရှင်သန်နေထိုင်ဖို့အတွက်လူဘဝကိုရောက်လာတာမဟုတ်ပါဘူးသူတို့စိတ်တိုင်းကြမနေထိုင်လို့အပေါင်းအသင်းမလုပ်ချင်လဲနေပါစေကိုနဲ့စိတ်တူကိုယ်တူတဦးတယောက်လောက်ရှိနေရင်ကိုပဲဘဝအတွက်လုံလောက်ပါတယ်လူများရှိရင်စိတ်ရှုပ်စရာတွေများကြုံတွေ့ရတာထက်မပိုပါဘူးလူများရှိပြီးစိတ်မလွတ်လပ်စိတ်မလုံခြုံရင်လူများတာဟာလည်းအလကားဖြစ်နေလိမ့်မယ်ကိုဘဝကိုကိုစိတ်တိုင်းကြလွတ်လပ်နဲ့ရှင်သန်မှာလူတချို့ကကိုဘဝထက်သူများဘဝတွေကိုထိန်းချုပ်ဖို့ကြိုးစားနေကြတယ်ကိုဘဝကိုသူတစ်ပါးရဲ့ထိန်းချုပ်မှုလောင်ရိပ်အောက်ကနေယုံထွက်ပါဒါဟာကိုရဲ့လွတ်လပ်ခွင့်ပါပဲလူတိုင်းကိုရှေ့တန်းတင်လာအောင်ကိုဘာမှမလုပ်ပဲချီးကျူးလာအောင်ဟန်ရေးပြမလုပ်ပါနဲ့ဒါတွေဟာကိုစိတ်ကိုရှုပ်ထွေးအောင်ကိုယ်တိုင်ပြုလုပ်နေတာပါပဲကိုဘဝကိုဘလို့အခြေအနေပဲဖြစ်နေပါစေဟန်ဆောင်ခြင်းတွေမပါပဲရိုးသားခြင်းတွေနဲ့အတူပိုကောင်းတဲ့ဘဝကိုတည်ဆောက်ပါဒါဟာကိုပိုချစ်ရာရောက်တယ်လို့အဲ့ဒီလိုတိဆောက်ခြင်းတွေကကိုဘဝကိုစိတ်ကိုလွတ်လပ်စေခြင်းတာပါပဲ